အချိန်လဲအများကြီးပေးစရာမလိုပဲအိမ်မှာအလွယ်တကူချက်စားလို့ရတဲ့တီးစုံဘဲဥဟင်းလေးရဲ့သူနဲ့တွဲစားရင်အရန်ကိုမှလိုက်ဖက်တဲ့9နေတူငါ6ကြော်မွမွေးလေးကိုအိမ်မှာချက်စားဖြစ်လို့ချက်နီးလေးကိုလာပြီးတော့မျှဝေပေးမှာဖြစ်ပါတယ်မကြည့်ခင်နေမှာနောက်ဗီဒီယိုသစ်တွေကိုလည်းလက်မလို့ရအောင်လို့ကျွန်တော်ရဲ့ YouTube Channel လေးနဲ့ Facebook လေးကို Like and Share လေးလုပ်သွားပေးပါအောင်လို့တောင်းဆိုချင်ပါတယ်ခင်ဗျာဒီနေ့မှာတော့ဘူးဒီအကင်းလေးတွေရလာလို့ဘူးဒီအကင်းလေးကြိုက်တယ်ဆိုလို့ရှိရင်လည်းကျွန်တော်တို့ထက်ချက်လို့ရတဲ့အပြင်အခြားအသင်းနံခရမ်းကျင်ဒီပန်းပွင့်တို့ကိုလည်းထက်ချက်လို့ရပါတယ်ကဲဒါဆိုရင်ချက်မဲ့အိုးလဲစီလေအတင်းတင်းထဲနောက်ထပ်အမွေးကြိုင်အတွက်ကြတော့တစ်ချက်ဖို့ကရဝေးရွယ်နနက်ပွင့်ဇီယာစေးတို့ကိုအနှံ့လေးမွေးကြတာရှိလောဘွိုက်ဆိုရင်တော့ထောင်းရတဲ့ကြက်သွန်ပြူကြက်သွန်နီလေးကိုလည်းမွေးသွားတဲ့အထိတစ်ခေါက်ပြန်လောဆွနေမုတ်ထဲအစိမ့်မုတ်လေးအတင်းတင်းထဲအနံ့လေးပုံမွေးသွားအောင်လို့ဂျင်းလေးပါကြိုက်တယ်ဆိုလို့ရှိရင်လည်းထက်ချက်လို့ရပါတယ်ခင်ဗျာအခုလိုဂျင်းနံလေးမွေးတိုင်လာပြီဆိုလို့ရှိရင်တော့ပြင်းတော့သိမ်းရွက်လေးအနေငယ်ထဲရေစိမ်ထားတဲ့ပဲလေးပါတစ်ခါတည်းထဲအားလုံးသမအောင်တစ်ခါတော့ပြန်ပြီးတော့လုံးမွေပေးပါအားလုံးသမအောင်မွေပြီးပြီဆိုရင်တော့နောက်ထပ်ဘူးဒီခန်းကျင်ဒီပန်းမွင်းတို့ကိုထည့်လို့ရပါပြီအရသာအတွက်ကြတော့တကြားငန်းငန်းပြရေအသားမုံလေးကိုထည့်ပြီးတော့ရေလေးပါအနေငယ်လောက်ထိုက်ပြီးတော့ထည့်ချက်ပါမယ်ပန်းမွင်းကတော့နူးကအရန်ကိုမြန်တဲ့အတွက်ကြောင့်ကြက်ကန်ဒီမှာထည့်လဲရပါတယ်ခင်ဗျာရေလေးထည့်အဖုံးလေးပိတ်ပြီးတော့ဟင်းအိုးပွားဆူလာအောင်တစ်ခေါက်ပြန်ပြီးတော့ချက်ပါမယ်အခုလိုလေဟင်းအိုးလေးကပွက်လေးပြန်ဆူလာပြီဆိုလို့ရှိရင်တော့အပေါ်အောက်တစ်ခါတော့မွေနောက်ထပ်ပြုတ်ထားတဲ့ဘဲဥလေးတွေပါထည့်လို့ရသလိုကြက်ဥချိုက်လို့ရှိရင်လည်းကြက်ဥတွေပါတစ်ခါတည်းထည့်ဒီချိန်မှာအကျက်အလွယ်ကူတဲ့အသီးအရွက်တွေထည့်မယ်ဆိုလို့ရှိရင်ထည့်လို့ရပါပြီကျွန်တော်ကြတော့ရုံးလေးသီးလေးပါအနေငယ်ထိုက်ပြီးတော့ထည့်ချက်ထားတယ်အဖုံးလေးကိုအုပ်ပြီးတော့ရုံးလေးသီးနွမ်းလာတဲ့အထိကျွန်တော်တို့ထည့်ချက်ပါမယ်နော်အချိန်လေးအနေငယ်ကြာလာလို့ရုံးလေးသီးလည်းအနေငယ်နွမ်းလာပြီဆိုလို့ရှိရင်တော့အချင်းအရသာလေးရစီဖို့အတွက်ကြတော့ကျွန်တော်မကြီးရည်လေးအနေငယ်ထည့်ပြီးတော့ထည့်ထားပါတယ်အချင်းအရသာလေးကိုမထည့်ခင်မှာအပေါ်ငံလေးအရင်မြည်ကြည့်ပါမကြီးမဲကတော့လိုအပ်မှထည့်လဲရသလိုမထည့်လဲရပါတယ်ခင်ဗျာအမွှေးကြိုင်အတွက်ကြတော့နောက်ထပ်ကျွန်တော်မဆလာလေးအနေငယ်ထည့်ပြီးတော့ထည့်သုံးထားပါတယ်ဒါဆိုလို့ရှိရင်တော့မီးလေးကိုပိတ်အဖုံးလေးပါတစ်ခါတည်းပိတ်နောက်9မိနစ်နေလို့ရှိရင်တော့စားလို့ရပါပြီသူနဲ့တွဲစားရင်အလိုက်ဖက်ဆုံးကြတော့9နှစ်တူကြော်လေးပေါ့နော်မကြော်ခင်မှာကြက်သွန်နီးတစ်လုံးလောက်ကိုပပလေးလီဆွန်းတွင်းလေးထဲအနံ့လေးမွေးချင်လာတဲ့ဒီတစ်ခါတော့ပြန်ပြီးတော့လောမွေးလာပြီဆိုရင်တော့မြုပ်ဒီအစိမ်းမုံအကြက်မုံတွေကိုထဲပပလေးထားတဲ့ခင်းကျင်သီးလေးပါတစ်ခါတည်းထဲလိုက်တဲ့ခင်းကျင်သီးလေးတွေတသားတည်းဖြစ်သွားပြီဆိုလို့ရှိရင်တော့အချိုမုံလေးအနေငယ်ထဲစားလေးအသင်းနဲ့လောက်ထဲရင်တက်စင်အောင်ဆေးထားတဲ့9နှစ်တူ6လေးတွေထည့်လို့ရပါပြီခင်ဗျာငံပြာရည်လေးပါကြိုက်တယ်ဆိုလို့ရှိရင်တော့အတင်းတင်းလောက်ထည့်လို့ရပါတယ်မထည့်ခင်မှာကိုငါရဲ့အပေါ်ငံမူတည်ပြီးတော့လူအမှထပ်ထည့်တာအကောင်းဆုံးပါခင်ဗျာမွေးကြုံကြတော့ကျွန်တော်နန်းနန်းမင်းလေးတပင်လောက်ထည့်ပြီးတော့ချက်ထားပါတယ်မကြိုက်ဘူးဆိုလို့ရှိရင်လည်းထည့်ပေးစရာမလိုပါဘူးเนาะဒါတွေအားလုံးကို6နေအောင်လောပွားပြီဆိုလို့ရှိရင်တော့အရန်ကိုမှစားလို့ကောင်းတယ်9နေတူငါ6ကြော်မွမွေးလေးရပါပြီခင်ဗျာဒီလို9နေတူငါ6ကြော်လေးကိုထမင်းပပူနေနဲ့တွဲစားရင်လည်းအရန်လိုက်ဖက်တယ်လို့အခုလိုချက်ထားတဲ့တီးစုံပဲကလာဟင်းလေးနဲ့တွဲစားမယ်ဆိုလို့ရှိရင်လည်းအရန်ကိုမှလိုက်ဖက်နေတဲ့ဟင်းတွဲလေးပဲဖြစ်ပါတယ်ခင်ဗျာအချိန်လေးရှိမယ်ဆိုလို့ရှိရင်တော့ကျွန်တော်ချက်ပြထားတဲ့အတိုင်းလိုက်ပြီးတော့ချက်စားကြည့်ပါအာဟာရလည်းရှိသလိုတသားမီမီလေးတွေကိုချက်ကျွေးမယ်ဆိုလို့ရှိရင်လည်းအရန်ကိုမှပြည့်စုံတဲ့ဟင်းလေးပါပဲခင်ဗျာလာပါဒီနေ့တော့တီးစုံဘဲဥပချင်းဟင်းလေးရပါပြီနော်ဘိုင်းနဲ့တွဲစားမယ်ဆိုတော့9နှစ်တူကြော်မွေးမွေးလေးရဲ့QC နဲ့လိုက်ထားတော့ဘဲပုတ်တွေပါထည့်ပြီးဒါဟင်းကျူနာရတော့မွေးနေဗျာဒီနေ့တော့ထမင်းပူလို့နော်အဲကျွန်တော်ဇွန်လေးနဲ့ဆွဲပါရတာဗျာဝါမနီဒူကြော်လေးကဘဲဥကတော့တော်တော်အိမ်မိုက်
တာရီတာ ชอบเลยกันตาดูยังกองเลยนะทีนี้เราไปพี่เนี่ยสาอะไรออกมาเนาะไล่ไปด้วยชัดๆจีบอ่ะကျွန်တော်ရဲ့ဗီဒီယိုလေးတွေကိုအစားဆုံးရောက်ကြည့်ပေးတယ်ချင်းမရှိတဲ့အားလုံးကိုလည်းကျေးဇူးတင်ပါတယ်ခင်ဗျာနောက်ထပ်ဗီဒီယိုတင်မှာကျွန်တော်တို့ထပ်တွေ့ပါမယ် Facebook မှာကြည့်လို့မရတဲ့သူတွေ YouTube မှာ live ပြီးတော့ကြည့်လို့ရပါတယ်ခင်ဗျာအားလုံးပဲ bye bye